ဘဝဆိုတာနော်အရှင်ရှိသလောက်ပဲသွားခွင့်ရတာပါကောင်းငင်ကိုခဲတစ်လုံးမြှောက်လိုက်တယ်ဒီခဲဟာမုတ်ချတေချာပေါက်မြေကြီးပေါ်ကိုပြန်ကျမယ်မြှောက်လိုက်တဲ့အချိန်ကနေကျလိုက်တဲ့အချိန်ထိဘလောက်ကြာမလဲဒီလေထဲမှာဘလောက်ကြာမလဲဆိုတာကတော့ကိုကဘလောက်ပြင်းထန်တဲ့အရှိန်နဲ့ဘလောက်အားကြီးတဲ့အရှိန်နဲ့မြှောက်လိုက်တယ်လဲဆိုတာပေါ်မှာမူတည်မယ်ပေါ့တာတာလေးပဲမြှောက်လိုက်မယ်ဆိုတော့14ငပေလောက်ပေါ်တက်သွားပြီးတော့ခဏနေတော့ပြန်ကျလာမယ်စက္ကန့်ပိုင်းနဲ့ပြန်ကျလာမှာနော်ဟုတ်လားအဲ့ဒါကိုယ့်ရဲ့ဒီလူဘဝကိုနေရမယ့်အချိန်နေရမယ့်အနေအထားဘလောက်ကြာမလဲမကြာဘူးလဲဆိုတာဒီလူဘဝကိုရစေတတ်တဲ့ကံတရားရဲ့အရှိန်ပေါ်မှာမူတည်နော်ဘလောက်ကြီးမားတဲ့ကံနဲ့ကိုကဒီလူဘဝကိုရခဲ့တာလဲအဲ့ဒါကိုကျွတ်တို့သိနိုင်လားမသိနိုင်ဟုတ်လားတော့ကျွတ်တို့သိနိုင်တာကဘာတုံးဆိုတော့အရှိန်ဆိုတာကုံတတ်တဲ့သဘောရှိတယ်အနိစ္စမျိုးထာဝရမျိုးမဟုတ်ကုံတဲ့အချိန်မှာတေချာပေါက်ရက်သွားမယ်ဟောတခါကြီးဆိုရင်အရှိန်တော်တော်ကောင်းကောင်းနဲ့ပြစ်ခဲ့လို့အခုဒါအသက်80တိနေရတာဟုတ်တယ်မဟုတ်လားတော့ဘုံပြောချင်တာကဘာတော့ကျွတ်တို့ကမြတ်သောအကျင့်တကယ်တန်ဖိုးဖြတ်လို့မရတဲ့ကောင်းကျိုးချမ်းသာကိုရစေတတ်တဲ့အကောင်းဆုံးအလုပ်လို့ဆိုတဲ့တရားဘာဝနာပွားများတဲ့အလုပ်ကိုဖြည်းဖြည်းစီစီလေးလေးကန်ကန်လုပ်နေမယ်ဆိုလို့ရှိရင်ကျွတ်တို့ဘဝရဲ့တရားအထုတ်နိုင်ခွင့်လို့ဆိုတဲ့ဒီရှင်သန်မှုဟာဘာမှအမခံချက်ရှိတာမဟုတ်ဘူးဒီအမှန်တရားကိုစဉ်းစားပြစ်မှဘုန်းဘုန်းတို့ဟာဒီတန်ဖိုးဖြတ်လို့မရတဲ့အလုပ်ကိုလှုပ်ချင်စိတ်ထက်သန်လာမှာဒီခါလေးဘုန်းဘုန်းကစဉ်းစားရတယ်ခုရေတွင်တူခုရေကြီးတောက်မဖြစ်နိုင်ဘူးရှေ့လူကြီးတွေပြောခဲ့တဲ့စကားနော်ရေတောက်ချင်တယ်ဆိုရင်ရေတွန်းကြိုတူထားမှရမှာပေါ့ဟုတ်လားဝေဝစတော်ကြီးကိုတခါကြီးတယောက်ကမေးတယ်တဲ့နော်တေဂာနီးမှာနော်စိတ်ကလေးကောင်းကောင်းလေးနဲ့တေသွားရင်ဒါကောင်းတဲ့ဘဝရောက်မှာပဲအဲ့တော့တရားကိုတေဂာနီးလေးကြမှာကပ်ပြီးတော့ကောင်းတဲ့စိတ်လေးဖြစ်အောင်လုပ်လို့မရဘူးလားလို့တရားကိုဈေးစစ်တယ်ပေါ့လေဆရာတော်ကြီးကိုအကက်မြတ်လာပြောသလားမသိဘူးဆရာတော်ကြီးကအလွန်စကားတတ်တယ်ဝေဝစတော်ကြီးကသူတရားတွေနာကြည့်ရင်သိအဲ့တော့သူကဘာမေးလို့ဆိုဆရာတော်ကြီးကတခါကြီးညနေသားထမင်းဘယ်ချိန်စားတော့လို့မေးတယ်6နာရီလောက်ပေါ့ဗျာအဲ့လိုဆိုထမင်းချက်တော့ဘယ်ချိန်ချက်6နာရီမှချက်လာလို့ဟာ6နာရီမှချက်လို့6နာရီပဲစားပါမလို့ဟုတ်လား6နာရီစားမယ်ထမင်းကိုဘယ်ချိန်လောက်ကကြိုချက်ရမှာတော့3နာရီ4နာရီလောက်ကကြိုချက်မှအဆင်ပြေမှာပေါ့ဟုတ်တယ်မဟုတ်လားတော့တေဂာနီးမှာအဆင်ပြေခြင်းနဲ့ဆိုရင်မတေခင်အစားဘုန်းဘုန်းတော်ကဘာလုပ်ထားဖို့လိုတော့ကြိုတင်ပြီးတော့လေ့ကျင့်ထားဖို့လိုတာပေါ့